Hello ခုနေ့ကကျွန်တော်အခြေအဆင်ပြေစေတဲ့ကတ်တွေပေါ့နော်ဒါလေးတွေကိုကျွန်တော်ပေးသွားတယ်ဒီနေ့တော့ကျွန်တော်အလောက်ကန်ရငွေချေးရအဆင်ပြေစေတဲ့နော်ဒါတော့ကတ်အဆောင်လေးတွေအကြောင်းကျွန်တော်ပြောပြမယ်အဲ့လိုပြောတဲ့နေရာမှာနော်မင်းဟာတကယ်ရောငွေဝင်မှာမလားမင်းဟာတကယ်ရောအခြေအဆင်ပြေပါမလားဆိုလို့ရှိရင်ခင်ဗျားတို့ဘယ်လောက်ယုံတယ်လဲဆိုတော့ပဲပုံမှန်မူတည်တယ်အဲ့ဒါရဲ့ယုံကြည်ချက်ကပဲခင်ဗျားတို့ကိုပုံဖော်သွားမှာဘာလို့ဆိုတော့ဒီအဆောင်တစ်ခုကိုလူတစ်ယောက်တည်းကိုလူနှစ်ယောက်ကိုပေးလိုက်တယ်တယောက်ကအောင်မြင်သွားတယ်တယောက်ကမအောင်မြင်ဘူးဘာကွာလဲဆိုတော့ယုံကြည်ချက်ကကွာသွားတာယုံကြည်ခြင်းကတကူပဲနော်ယုံကြည်ခြင်းကတကူပဲအဲ့ဒါကျွန်တော်စိတ်ပညာမှာဆိုလို့ရှိရင်တော့ placebo effect ခေါ်တာပေါ့ဒါကကျွန်တော်ယောဂါတွေနဲ့ပတ်သက်ပြီးတော့စမ်းသပ်တာပေါ့နော်ဒီအာနိသင်မရှိတဲ့ဆေးပေါ့နော်ဘာမှအာနိသင်မရှိတဲ့ဆေးကိုလူနာတွေကိုအင်မတန်ဆွမ်းထက်တဲ့ဆေးဆိုပြီးကြမှာတိုက်တဲ့ခါကျလို့ရှိရင်လူနာတွေယုံပြီးတောက်တဲ့ခါကျတော့ဘာဖြစ်သွားလဲဆိုတော့တချို့တွေယောဂါတွေပျောက်ကုန်တယ်ဘာလဲဆိုတော့သူတို့ရဲ့ယုံကြည်ချက်အရာနော်ဒီအစွမ်းတွေထက်လာခန္ဓာကိုယ်ကနေပြီးကြမှာဟော်မုန်းတွေထွက်လာနော်အဲ့မျိုးတွေရှိတယ်နော်အဲ့တော့အခုပေးတဲ့ကတ်တွေကလေးဒီတိုင်းပဲနော်မင်းအဲ့ဒါဖြစ်မှာလားခင်ဗျားတို့ဘယ်လောက်ယုံလဲယုံတဲ့ပုံမှာပဲဖြစ်မှာပဲနော်အဲ့တော့ဖြစ်တဲ့သူလည်းဖြစ်တယ်မဖြစ်တဲ့သူလည်းမဖြစ်ဘူးပေါ့ကျွန်တော်တို့ကဒါပြောလိုက်လို့ရှိရင်ဖြစ်ပါမယ်ဆိုတာမျိုးကြီးအာမတော့ခံမနေဘူးဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့ဘယ်လောက်ယုံလဲဆိုတော့မသိတာပေါ့နော်ဘယ်ဆရာတိုင်းကတချို့ကတော့ပြောကြတာပေါ့ယုံကြည်ချက်တိဆောက်တဲ့အနေနဲ့တချို့ဆိုရင်အများကြီးပြောကြတာသိရမလားဟာကျွတ်အေးကြီးနဲ့ငွေတွေတည်လာကြတော့နော်ရွှေမိုးငွေမိုးတွေရွာတော့မယ်ရတနာတကားကြီးပွင့်ပြီဒါတွေကခင်ဗျားတို့ရဲ့ယုံကြည်ချက်ကိုတိဆောက်နေတာနော်အဲ့တိုင်းပဲခုကတ်တွေကလည်းဘယ်လောက်ယုံလဲဖြစ်တဲ့သူတော့ဖြစ်သွားတာပဲနော်အဲ့တော့ဒီတိုင်းလေးပဲကျွန်တော်တို့ကတ်လေးဆောင်ထားလိုက်ဘာမှမစမ်းကြဘူးနော်အောင်မြင်တော့တဲ့ခါကျရင်အောင်မြင်ပါပေါ့နော်အဲ့တော့အခုတော့ကျွန်တော်တို့ကအလောက်ကင်နဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်အလောက်ကင်ကလည်းမတူဘူးတယောက်နဲ့တယောက်ဘာလဲဆိုတော့တချို့ကအခုမှအလောက်စလုံးမှရှိတယ်တချို့ကြတော့အလောက်လုပ်ရတာကိုယ့်ရဲ့ professional အလုပ်တစ်ခုရှိပြီးသားဒီလုပ်ငန်းနဲ့ဝင်ငွေကောင်းနေတာလည်းရှိတယ်နော်တချို့ကြလည်းမဟုတ်ဘူးအခုမှအလုပ်လုပ်ဖို့အတွက် interview ဖြေမယ်ဒါမှမဟုတ်လို့ရှိရင်အလုပ်တင်ပေါ်မှာပဲအောင်မြင်ခြင်းနဲ့ဒါမျိုးလေးတွေရှိတယ်အဲ့တစ်ခုနဲ့တစ်ခုမတူဘူးတချို့ကြလည်းအလုပ်လုပ်ပြီးကမှငွေဝင်ချင်တာရှိတယ်အဲ့တော့အလုပ်အကင်ကန်နဲ့ငွေချေးကန်နဲ့လည်းတခြားစီနော်အလုပ်ကောင်းရင်ငွေကောင်းမယ်ဆိုပေမဲ့တချို့ကြလည်းအလုပ်တက်တဲ့တော်တာရှိတယ်တချို့ကြလည်းငွေချေးတက်တဲ့တော်တာရှိတယ်အဲ့တော့ကျွန်တော်ကအခုမှစပြီးကမှအလုပ်ကင်တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကတ်ကိုစောင့်ခိုင်းတယ်နော် Ace of Wands ကိုတယ် Wands ဆိုတာဒုတ်တီကိုပြောတာတကယ်လည်းတောင်ဝှေးကိုပြောတာပါနော်တောင်ဝှေးတွေနော်ဒါက magic wand ခေါ်တာပေါ့နော်ကျွန်တော်တို့အဲ့ wands ကပါလဲဆိုတော့ Ace ကြီးက beginning လို့ကျွန်တော်ခုနကပြောခဲ့တယ် Ace of Wands အလောက်ကင်ရဲ့ enterprise ဒါတွေကဒုတ်တွေကအလောက်ကင်နဲ့ပတ်သက်တယ်နော်ဒါကြောင့်အခုမှလောက်စလုံးမယ်ဆိုတဲ့လူတွေအတွက်ကျွန်တော်ဒီကတ်ကိုစောင့်ခိုင်းတယ်နော်ဟုတ်ပြီအခုမှခုလောက်စလုံးမှာတော့မှန်တယ်သို့တော်လည်းပဲကိုယ်ပိုင်လုံးမဟုတ်ဘူးဒါကကိုယ်ပိုင်လုံးနော်ကိုယ်ပိုင်လုံးမဟုတ်ဘူးနော်သူများစီမှာအခါစားနေတယ်လုံးမယ်ဆိုလို့ရှိရင် interview ဖြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကတ်လေးကိုစောင့်ခိုင်းတယ်နော်ဟုတ်ပြီနော်ဒါက pentacle 8 pentacle ကျဲရှလုံးကနော်ဒါကအလုတ်ခွန်စဝင်တဲ့အလုတ်သမားအဆင့်နော်ဒါမျိုးသူများစီမှာအခါစားဝင်မဲ့ဟာမျိုးဆိုလို့ရှိရင်ဒါကိုစောင့်ခိုင်းတယ်အခါစားဝင်မယ်ဆိုတော့မဟုတ်ဘူးလေစပြီးအလုတ်တင်သဘောမျိုးနဲ့အခုမှစဝင်မယ်နောက်တစ်ခု interview ဖြစ်မယ်ဒါကိုစောင့်ခိုင်းတယ်အဲ့လိုမှမဟုတ်ဘူးကိုယ်ပိုင်ဆိုင်ရှိတယ်ငကိုကနေကဆိုင်ရှိတယ်ကိုပိုင်ကျွမ်းကျင်တဲ့အလုပ်ရှိပြီးသားဒါမျိုးဆိုလို့ရှိရင်တော့ကျွန်တော်ကဒီကျဲသုံးလုံး Three of Pentacles ကိုစောင့်ခိုင်းတယ်နော် Facebook မှာကျွန်တော် internet မှာလိုက်ရိုက်ရှာလို့ရတယ်နော် Three of Pentacles နော် Tarot ဆိုပြီးရိုက်ရှာလိုက်ဒါဆိုလို့ရှိရင်ဒီကတ်ထွက်လာမယ်နော်ဒါလေးကို screenshot ရိုက်ပြီးကမှsearch နဲ့ရှာလို့ရှိရင်လည်းရပါတယ်အဲ့တော့အဲ့လိုလေးဆောင်ရင်းအပြင်ကြာကျွန်တော်အလောက်ကင်နဲ့ပတ်သက်ပြီးကမှမူရင်းအလောက်ကနေငွေဝင်တာနော်အလောက်ကိုင်းရှိပြီးသားအလောက်ကနေပြီးတော့ကောင်းကောင်းဝင်တာအလောက်ကိုင်းငွေချေးစီးဆင်းမှုတွေကောင်းမှုတွေဒီကောင်ဆောင်တယ်နော်အခုမှအလောက်စလုပ်မယ်ဒီကောင်ဆောင်တယ်လုပ်ငန်းတစ်ခုကိုပိုင်ထူထောင်မယ်ဒီကောင်ဆောင်တယ်ဒါမျိုးလေးလုပ်ချင်းအဖြစ်ကျွန်တော်အနေနဲ့ငွေအလောက်ကိုင်းနေပါလေအဆင်ပြေကြမယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်နော်အဲ့လိုမှဟိုနေ့ကျွန်တော်ဆောင်ကိုင်းတဲ့ကလေးတစ်ခုရှိသေးတယ်ဗာလဲဆိုတော့ဒါဘာမှမလုပ်ပါပဲနဲ့နော်အပိုငွေပေါ့နော်ထီပေါက်တယ်လို့ဘုံဆိုပြီးငွေတွေဝင်လာတာမျိုးဒါကိုအလုပ်ဆရာမလို့ဘူးအလုပ်ကန်ရှာဆရာမလို့ဒီလိုငွေကြီးရုပ်တရက်ငွေဝင်တဲ့ကတ်မျိုးကတော့ဒီကောင်လေးခေါ်တယ် Ace of Pentacles
pentacle ဆိုတာကျွန်တော်တို့ကကျယ်တွေကိုခေါ်တယ် pentacle ဒင်္ဂါပြလို့လည်းခေါ်တယ်တချို့ကြတော့လည်းကျယ်လို့ခေါ်တယ်ဒီကျယ်ကရိုးကျယ်မဟုတ်ကျွန်တော်တို့ကငွေကြေးကိုကိုစားပြုတယ်နောက်တစ်ခုကပါလဲမြေယာကိုကိုစားပြုတယ်ပိုင်ဆိုင်မှုကိုကိုစားပြုတယ်ဒီကတ်လေးတွေစောင်းနော်အဲ့တော့အခုကျွန်တော်ပြောတော့တဲ့ဟာလေးတွေကကျွန်တော်ခုနေ့ပြောခဲ့သလိုပဲ print ထုတ်ပြီးနေတိုင်းကြည့်ပေးပါဒါ manifestation ပေါ့နော်နေတိုင်းကြည့်ပေးပါဒါမှမဟုတ်လို့ရှိရင်ဖုန်းရဟော paper မှာတင်ထားပါနော်နေတိုင်းကြည့်ဖြစ်တာပေါ့နော်ဒါမှမဟုတ်လို့ရှိရင် print ထုတ်ပြီးပတ်ဆိုင်တဲ့ထည့်ထားပါဒါမျိုးလေးလုပ်ချင်းအပြင်အဆင်ပြေလာပါလိမ့်မယ်လို့နော်ဟုတ်ကျေးဇူးတင်ပါတယ်